ကြောင်းပြောမယ်ဒီကြောင်းပြောမယ်ဒီကြောင်းလေးပြောမယ်ကိုမသားသမီးလည်းရှိနေတယ်သူတို့တွေတတူထိုးခြင်းတယ်ဒါမှမဟုတ်ကိုတိုင်းလည်းတတူထိုးခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ပြောရအောင်အရင်ဆုံးနားထောင်လိုက်နော်ပြီးလို့ရှိရင်သားသမီးရေးဆိုလို့ရှိရင်တော့ပြန်ပြီး sharing လုပ်ပေးလိုက်ပါကျွန်တော်အခုဒီ feeling ကိုဖြစ်နေတာက2နှစ်3နှစ်ရှိပါပြီဒီနေ့ကျွန်တော် CM ကြောင်းပြောတော့เนาะကျွန်တော်ဒီကြောင်းပြောဘယ်လိုမျိုးဖြစ်နေလဲဆိုတော့အဓိကကဒီလူမြင်ကွင်းမှာဖြစ်နေတဲ့ဒီနှစ်ခုပေါ့ဒါဆိုကျွန်တော်ဖြတ်ပစ်ချင်တယ်ဘာလို့ဖြတ်ပစ်ချင်တာလဲထိုးတော့ကတော့ထိုးပြီးတော့ခုချိန်မှာဘာလို့ဖြတ်ပစ်ချင်နေလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြရမယ်နောက်နိုင်ငံဘက်ကလူတွေကတော့တော်တော်များများကအထိမ့်မှတ်တစ်ခုတော့မဟုတ်သူတို့ချစ်ရတယ်ယူသူတို့အမတ်တရားအနေနဲ့ထိုးကြတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာကျတော့တော်တော်များများကမိုက်လို့ထိုးကြတာများတယ်မိုက်လို့ဆိုတာပုံမိုက်လို့ထိုးတယ်ဒီဇိုင်းမိုက်လို့ထိုးတယ်တချို့ကျတော့လည်းထိုးကြတယ်ကွန်ပျူတာစုပုံနေကွန်ပျူတာစုမွေးနေတယ်ဒီလိုမျိုးတွေထိုးကြတာများတယ်အသက်18ရွယ်မှာစပြီးတတူးထိုးတဲ့အရာကကိုယ်အနေနဲ့အဆုံးဖြတ်ချက်မခိုင်ပါလေဘူးဗျတတူးဆိုတဲ့မျိုးက fashion design တွေကခဏခဏပြောင်းသွားတယ်ဒီခေတ်မှာဒါတွေခေတ်စားမဲ့နောက်နှစ်မှာနောက်တစ်မျိုးခေတ်စားတယ်နောက်တစ်နှစ်မှာနောက်တစ်မျိုးခေတ်စားတယ်အမျိုးမျိုးရှိတယ်ကျွန်တော်တတူးဆရာတော့မဟုတ်ဘူးကိုထိုးလာတဲ့တောက်လျှောက်ပေါ်မှာကိုကြည့်လာတဲ့အရာတွေပေါ့တိတလောက်ပြောတာပေါ့နော်ဆိုတော့ကိုကနေပြီးတော့မှအသက်အရွယ်မရင်ကျက်တဲ့အရွယ်မှာဒီတတူးတွေကိုထိုးမိမယ်ဆိုလို့ရှိရင်အသက်30နောက်ပိုင်းမှာအတွေးခေါ်တွေတမျိုးပြောင်းလာမယ်ကျွန်တော်ဆိုလို့ရှိရင်လုံနေတဲ့အလောက်ကတကယ်ကို freedom လုပ်အခုချိန်ကြီးကျွန်တော်ဘယ်လူကြီးမျက်နှာမှာမကြည့်ရဘူးကိုကဒီမှာဆရာကြီးပဲကိုဆိုင်ရှင်ကိုဆရာကြီးပဲကိုကြည့်စရာလူကြီးချိတ်ဆက်ပြီးသူနဲ့လှုပ်ဆရာမရှိဘူးဒါပေမဲ့မလူချင်တဲ့ချိန်ရှိတယ်အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာတီတီငိမ့်ငိမ့်ဝစ်စုံဝစ်စနာရှိတယ်တီတီငိမ့်ငိမ့်နေချင်တဲ့ချိန်ရှိတယ်ဒီလိုမျိုးငကွင်းတွေဟန်းချင်းတွေဒီလိုကော်လီပုံစံမျိုးတွေမနေချင်တဲ့ချိန်တွေရှိတယ်ကျွန်တော် rock ကိုကြိုက်တယ် rocker တွေကြိုက်တယ်ကော်လီပုံစံကြိုက်တယ်အဲ့တော့ကိုကနေပြီးတော့ခုချိန်မှာ18ရွယ်မှာလုံးဝသားမရဘူးမရဘူးထိုးချင်တဲ့အရန်ပေါင်နေဆိုလို့ရှိရင်လူမမြင်တဲ့ရင်ဘက်တို့ကြောကုန်းတို့ကိုအရင်ဆုံးပုံတိတိလေးတွေအရင်ဆုံးထိုးအဲ့လိုမှမဟုတ်သားလို့ရနေတယ်ကိုမိဘတယောက်နေနေဆိုရင်သားသမီးကိုသားလို့ရတယ်ဆိုလို့ရှိရင်30ကျော်လောက်မှထိုးအတွေးခေါ်ခြင်းချက်မှုပြောင်းလဲသွားပဲနော်တွေးခေါ်ခြင်းချက်မှုကပြောင်းလဲသွားပြီအဲ့ဒီချိန်မှာခစ်စားနေတဲ့ပုံစံနဲ့အဲ့ဒီချိန်မှာပြောင်းလဲလာတဲ့စိတ်နဲ့အရင်တော့ကိုလုပ်ခဲ့တဲ့အရာတွေကနောင်တဖြစ်သွားလိမ့်မယ်အဲ့ချိန်မှာဆိုကိုတီးပါပြီကိုတကယ်ကိုတတူးကိုကြိုက်လို့ထိုးတာလားအမတ်တရားအနေနဲ့ထိုးချင်တာလားဒါမှမဟုတ်ရင်ဘာအတွက်ထိုးချင်တာလဲဆိုရယ်ရွယ်ချက်တစ်ခုကအဲ့ချိန်မှာတိတိကျကျထွက်သွားကျွန်တော်ကလွန်ခဲ့တဲ့နှစ်20ဝန်းကျင်တော့အဲ့ချိန်တော့ကျွန်တော်ကသူများရှိမှအလုပ်တင်ကျွန်တော်မူဆယ်နန်းခမ်းဘက်မှာသွားပြီးအလုပ်လုပ်တဲ့ချိန်မှာကျွန်တော်လုပ်တဲ့လုပ်ကအဲ့တော့စပင်ဆရာလေးနော်စပင်ဆရာက hair designer ပေါ့အမျိုးသားမျိုးသမီးတွေတရုတ်ပြည်ကလူတွေနဲ့လုပ်တာပေါ့လုပ်တော့ကြတော့သူတို့တွေအကုန်လုံးကတတူးတွေအရန်မိုက်ဆရာတွေပေါ့တတူတွေအရမ်းမိုက်တယ်လက်တွေရောလေပင်းတွေတော့အကုန်လုံးထိုးထားတယ်အဲ့ဒီချိန်မှာကျွန်တော်ကအဲ့လောကထဲစပြီးရောက်တော့ကြတော့ကိုကလည်းဒီဆရာကြီးတွေကိုကြည့်ပြီးတော့ဟာထိုးချင်တာပေါ့နော်ထိုးချင်တော့အဲ့ဒီချိန်မှာကိုအနေနဲ့ကပုံလာတွေညာပုံလာတွေဘာအတွက်ထိုးတွေမရှိတော့သူတို့မိုက်လို့ကိုထိုးချင်တယ်ဆိုတော့အရွယ်ချက်ဖြစ်သွားတာပေါ့ဖြစ်သွားတဲ့အချိန်မှာတော့ပတ်စံစပြီးတော့လာစားလေးရနှစ်ပဲ6ပြစပြီးရတာနဲ့တတူးစထိုးတယ်တတူးဆိုတဲ့ဟာကတကယ်တေးရပါနော်ပတ်စံစင်းရချမ်းတာတော့တေးရမပါမှာမဟုတ်တတူးဆိုတဲ့မျိုးကတေးရပါဒါကြောင့်မလို့အထိုးမမစေခြင်းကိုကျွန်တော်တို့လိုမျိုးဆိုလို့ရှိရင်ဒါနောင်တမရစေခြင်းပေါ့နော်တတူးတကယ်ကြိုက်တဲ့လူကနောင်တမရပါဘူးလို့ပြောကောင်းပြောနိုင်တယ်ကျွန်တော်ကတခြားအလုပ်ကိစ္စတွေလူကြီးတိုင်းဝိုင်းတွေအဲ့ဒါနဲ့ကျွန်တော်ဘာမှမပြောကိုအတွေးခေါ်နေပဲကျွန်တော်ကပြောပြပေးတာပေါ့နော်18ညီလေးညီမလေးတွေကလည်းအသက်30ရွယ်မှာဒီကိုလုံးကိုဒီအရေးပြားပေါ်မှာရှင်းရှင်းတန်တန်နဲ့နေခြင်းတဲ့အခိုက်အတန့်တွေရှိလိမ့်မယ်ဒါအခုချိန်မှာပြောလို့မရတယ်ဘူးကျွန်တော်တို့ဒီလိုမျိုး30ကျော်အရွယ်တွေရောက်လာမယ်နောက်မဟုတ်ကျွန်တော်တို့အရွယ်တွေရောက်လာမယ်စိတ်ဆန္ဒမစိုးလေးနဲ့တအားကိုမှထိုးခြင်းနေပြီပြောများဆိုများဖြစ်နေပြီဆိုရင်တော့ရှင်ဘက်တို့ကြောကုန်းတို့ခြေထောက်တို့ပေါင်တို့ဖုံးလို့ရတဲ့နေရာလေးမှာပုံတိတိလောက်ပဲထိုးပေါ့နော်နောက်ချိန်မှာကိုကဘယ်နေရာဘယ်လုပ်ငန်းခွင်ဘယ်လိုပုံစံရှိနေမလဲဆိုတာဘယ်သူမှကြုံမသိနိုင်ဘူးလေနော်ကန်ချင်မအောင်နော်ဒါကြောင့်မလို့ကျွန်တော်တို့လိုမျိုးမဖြစ်အောင်လို့ပြောပြပေးတာကြိုက်တဲ့လူကလည်းကြိုက်ကြပါတယ်တချို့ကြလည်းငယ်ငယ်တည်းကထိုးပြီးခုတက်ကြီးတဲ့လိကြိုက်နေလို့လည်းအများကြီးရှိတယ်ကျွန်တော်ကတော့အဲ့ထဲမှာမပါဘူးငယ်ငယ်တုန်းကတော့အရန်ကြိုက်ခဲ့တယ်အခုကျွန်တော်မကြိုက်တော့ဘူးအဲ့ဒီလိုပြောတဲ့အတွက်တကယ်ကိုတက်တူးမကြိုက်တဲ့လူလို့ပြောရင်လည်းကျွန်တော်လက်ခံတယ်ခံယူတယ်ဟုတ်တယ်ကျွန်တော်အဲ့လောက်ကြီးမကြိုက်ဘူးအခုဆိုကျွန်တော်ဒါတွေအကုန်လုံးဖြတ်ချင်တာတကယ်လို့ကို့မှာဒီလိုမျိုးလက်ရကောင်းကောင်းနဲ့ဖြတ်လို့ရတဲ့နေရာလေးတခုရှိတယ်ဆိုလို့ရှိရင်ကျွန်တော် comment မှာရေးခဲ့ပြပါโอเคဒီလောက်ပါပဲ